तू ကကိုအမေကန်ကိုထဲ့တယ်ဘယ်ရမလဲကိုကလည်းသူ့သားနဲ့ပြန်တွေးပေးလိုက်တာပေါ့မမေ့မှုရတော့ မှုရမယ်လေအေး ဒီရဲ့စက်လို့ကြာ ဟုတ်တယ်ဘီယံမှာအရင်မဆိုးဘူးပေါ့သူကရေရဲ့ခန်းဆိုလို့ရှိရင်သူကဟိုလာရေလေးလာလို့မနာဘူးလားတတခါရဲသူကဒီလေးနဲ့ကစားတော့ဗလာလေးကငုံလောက်ထွက်လာသူကငုံလောက်ထွက်လာတဲ့အချိန်မှာသူကအင်းကြီးပဲချွတ်တယ်ဆိုတော့သူကအားဆဲဆိုင်မစင်ဘုံစင်းနဲ့ရောက်လာတာမမေရဲ့ MTV ရိုက်ချင်လို့တဲ့ဘလို့ယူလဲဘာညာအေးပေါ့မောင်လေးကိုဇင်းလုံးလေးပြောပြီးတော့ဟုတ်ကဲ့နောက်နေ့မနေ့ကျဖုန်းဆက်မရဲ့ကျွန်တော်ရောက်ပြီဟဲ့ငဲလိုက်တာကွယ်လို့ လောကြောင်ရတော့မို့တယ်နော်မင်းပဲအမေသားမေးစားရိုက်မယ်ဆိုတော့ကြိတ်လိုက်တာပေါ့အဲ့လိုကြိတ်လိုက်တော့သူနဲ့တူလို့တဲ့ဖုန်းနံပါတ်တွေလည်းတွေ့တော့ ကျမအမေလို့ခိုင်းနေကွယ် ဟုတ်တော့ဆက်လိုက်တော့အဆက်ပြီးတော့တခါလေ maybe နောက်ရကြဆင်းလာလိုက်တာ သူနဲ့မျက်လုံးမျက်ခုံးနှာခေါင်းတူရဲ့တဲ့အဲ့နဲ့ကျွန်တော်ရဲ့အမေဖြစ်တဲ့နေဟုတ်ပါပြီကွယ်ဖြစ်တယ်ပါ ချွန်ထွက်တယ် အဲ့တော့ဒါမမေကိုကြာဘာဖြစ်လို့အမေနေရာတယောက်ဆောင်ခိုင်းနေတာလဲမမေကငယ်ပါသေးတယ်မေကမရိုက် ဟောအပြင်မှာတွေ့တော့တော်တော်ငယ်သေးတယ်လို့ဟွာပါလေဟွာ line မှာတွေ့တော့အသက်ကြီးပြီလို့ပဲထင်တာအဲ့လိုမျိုးဆိုအပြင်မှာတွေ့တော့အမရွယ်အများကြီးကျင်သေးတယ်ပေါ့အမေနေရာသေးဥစ္စာဆိုတော့အဲ့လိုမျိုးဟာသားတောင်ပြောပြလို့ तू ကကိုအမေကန်ကိုထဲ့တယ်ဘယ်ရမလဲကိုကလည်းသူ့သားနဲ့ပြန်တွေးပေးလိုက်တာပေါ့မမေ့မှုရတော့ မှုရမယ်လေအေး အဲ့တော့လည်းပြန်ရမလို့ကြောက်တော့ပြန်ဝင်ရမလဲဆိုတော့စားတော့မရရဲဟောလား သားလာလို့ဖတ်ပြီးရိုက် မရရဲတော့လေလို့ချက်ပြီးတော့ဘာမှမလုပ်ဘူးအဲ့ဒါဒရိုက်တာဦးအောင်စကြာဘဘုံရဲ့ तू ကရှက်နေတာများနေတယ်ရှက်နေတော့ဘယ်လိုလုပ်မလို့ရှက်နေလေအမှုပညာလုပ်ရင် သူ့အကြည့်ချင်းဆိုလို့ရှိရင်လည်းသူကြမကြည့်ရဘူး မကြည့်တော့ အကြည့်ချင်းကိုကြီး ကိုကြည့်တာဟောကိုကြီးသားမှမဟုတ်မကြည့်ချင်ဘူးလေအဲ့ဒီမမေ့ရသားနေရကြတော့အမှတ်ရနေပြီ ပုံမှန်မဟုတ်ဘူး ပုံမှန်ပဲပုံမှန်ပဲ သူသားနဲ့အမတ်ရ မရ ဟဲ့ အမ ကိုရမပြောချင်ဘူးနော်အော် तू ကဒီအောင်ကျသားလေးကိုတွေ့ရတယ်ဟဲ့ဒီသားလေးကထောင်မောင်တောင်ကောင်းနေ तू နဲ့တွဲချင်နေတယ် ဟုတ်တယ်ရောက်တယ်မပြောဘူးอ่ะ မရောက်မှွေမှာပဲ အရောက်တယ်ပို့ တပြောဘယ်လိုလေးတွဲပြလိုက် ဘယ်လိုလဲတွဲပြလိုက်လဲဆိုတော့ဒရိုက်တာကသူ့ကိုမြင်ပြီးချင်းဒရိုက်တာကသူ့ကြွေသွားဒရိုက်တာဥအောင်ဆက်ကြသူ့မြင်ချင်းဟာမင်းကဦးရဲ့သားနဲ့တွဲပြီးတော့အဲ့ချင်းလေးကိုမင်းရိုက်လိုက်ကွာအဲ့ဆိုမင်းပေါက်มาတယ်အဲ့ဆိုရိုက်မယ်ဆိုခါရိုက်လိုက်တာဟိုတရှင်းပေါက်မပေါက်တော့မသိဘူးဘယ်သူတွေပေါက်သွားရှာတော့ကြတာ ခက်တယ် ဘာဖြစ်လို့ဘလို့စက်လို့ဘီရဲ့စက်လို့လည်းကြာ ဟုတ်တယ်ဘီယံမှာအရင်မဆိုးဘူးပေါ့သူကရေရဲ့ခန်းဆိုလို့ရှိရင်သူကဟိုလာရေလေးလာလို့မနာဘူးလား တတခါရဲသူကဒီလေးနဲ့ကစားတော့ဗလာလေးကငုံလောက်ထွက်လာသူကငုံလောက်ထွက်လာတဲ့အချိန်မှာသူကအင်းကြီးပဲချွတ်တယ်ဆိုတော့သူကအားဆဲ မဟုတ်တယ်တဘောရနဲ့ဘောတဲ့အောင်လား သူကအရင်ရှက်တယ်လားအားတိုင်းရှက်အဲ့သူတနေကုန်ထိုင်တော့တာသားတွေလဲနောက်ဟိုအမေရလဲနောက်သူတနေအခုတော့မှရှက်ပြီးတော့ချွေးနေတယ် မထွားတဲ့ဘူးချွေးထွားလာဘောမတတလုံးချွေးမထွားခဲ့ဘူးအခုဒီမှာဒါပြော ချွေးမထွက် မလေးမှာအပူဒဏ်ခံနိုင်တယ်အခုဒီမှာမမေတို့သားမေမှုေးတိုင်းမှာချွေးတွေပြန်ထွားလာ မရဘူး MTV သူဒီကိုလာပြီးတော့ရိုက်ဖို့ရည်ရတာမမေနဲ့တားမိဆက် ဟုတ်တယ်ရောက်တော့ပြီးတော့ညာသွားတော့သားနဲ့မဟုတ်ပါဘူး တကယ်အားကြအဲ့လိုပါသားမေဇက်ကမှဒရိုက်တာနဲ့မမေနဲ့ကဘီယံဇောရိုက်ခိုင်းတော့မရိုက်ချင်ဘူးလို့အတင်းနေသေးတယ်ဇွာနေပြန်ရောက်ကြတယ်အဲ့ဇွာဘယ်လိုပြန်ဝင်ရမှာလဲနယ်လူတွေအတွေးခေါ်တာကြတော့အမြင် မဟုတ်ပါဘူးမမေကစင်နေတာနဲ့မမေစင်တာမစော်ကားနဲ့နော်ဟိုရောက်လို့ရှိရင်တိုက်ဆောက်လို့ရအောင်
မမေရဲ့စဉ်းစားမှုကနဲရဲ့လူတွေရဲ့အတွေးခေါ်တွေကကြတော့ မဟုတ်ဘူးနောက်တာဟိုရောက်လို့တိုက်ဆောက်စီနဲ့စေနေတာဒီဂဲနေတယ် ဘလုံးကြီးလဲရှူတာ မမီတို့ဟောပေါ့တလားဝင်းကျင်အတွင်းလောက်တော့ထက်မယ်နော် ဟုတ် လာဝင်းကျင်လောက်ထက်မယ် ဟုတ်ကဲ့အဲ့တော့တားကလည်း तू ကမရိုက်ဘူးနော်အဲ့လိုမျိုးနော် ဟဲ့ဘူးလေ ရိုက်ဘူးလား ဟမ် ဒီရဲ့ပုံစံမျိုးရိုက်ဘူးလားရှင်းပါ ရဲဘူး ရိုက်ဘူးတယ်အတချင်းထွက်လာရင်လည်းအားပေးပါမမီသားလေးကိုလည်းအားပေးပါတချင်းဆရာကြီးကိုလည်းအားပေးပါလို့ တားကဘာပြောချင်လဲအဲ့ဒီပြောပါ ဟုတ်ကဲ့ဟိုဟာတချင်းလေးထွက်လာလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒါပြောရမယ်ဆိုလို့ရှိရင်တော့ဟိုပြုတ်ဆောင်တာတော့ MTV တော့တိတ်တော့မများသေးဘူးပေါ့နော်အမပါရှိလို့ရှိရင်ဖွင့်လို့ပေးပါလို့အများကြီးချစ်ပေးကြအောင် အချစ်ကြလည်းခံချင်းတယ် ဘယ်တော့လဲအပြစ်ခံနေရ